အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြသွားမယ့်အကြောင်းအရာတော့အမေရိကန်ကိုစရောက်တဲ့လူတွေကလေးတွေပါလာလို့ရှိရင်ကြောင်းအပ်ဖို့စ running ပုံပေါ့နော်ကျွန်တော်တို့စရောက်တော့အရင်ဆုံးသူ့မြို့နယ်ရဲ့တက်ဆိုင်တဲ့ Parrot Center ကိုသွားရပါတယ်ကလေးတွေကြောင်းအပ်ဖို့ Parrot Center သွားလိုက်ပြီးတော့ကျွန်တော်တို့ကြောင်းတက်ဆောင်စမ်းပါတယ်ဘာတွေလိုအပ်လဲပေါ့ဘာတွေလိုအပ်လဲဆိုတော့ကျောင်းကပြောပြတာကကျွန်တော်တို့အဖေအမေရဲ့ passport ကလေးတွေရဲ့ passport လိုအပ်ပါတယ်။ဘာဖြစ်လို့ passport တွေလိုတာလဲဆိုတော့ဆက်ဆက်ဦးဆုံးရောက်တာမကြသေးတော့ကျွန်တော်တို့မှာ social မရှိဘူး ID မရှိဘူး green card တွေမရှိသေးတဲ့အတွက် passport ကိုပဲသုံးရပါတယ်။အရင်ဆုံး Parrot Center ကကလေးတွေကျောင်းတက်ဖို့ညွှန်ကြားမှာကအရင်ဆုံးကလေးတွေကိုစီးထိုးရမှာပေါ့ကာကွယ်ဆေးတွေထိုးပေးရတယ်။ဒီကာကွယ်ဆေးတွေပြည့်စုံမှသူတို့ Parrot Center ကိုတစ်ခေါက်ပြန်လာပြီးတော့ကျောင်းအပ်ဖို့လုပ်ရပါတယ်ကလေးတွေကာကွယ်သေးစုံမှကျောင်းအပ်တာလက်ခံပါတယ်ကလေးတွေကာကွယ်သေးမစုံမရှင်ကျောင်းအပ်တာအဲ့လိုမရသေးပါဘူးကျွန်တော်တို့ကလေးတွေကိုကာကွယ်သေးပြည့်စုံထိုးပေးရပါတယ်ပြီးတော့မှ Parrot Center ကိုနောက်တစ်ခေါက်ပြန်သွားပြီးမှကျွန်တော်တို့လက်ရှိကိုမြို့နယ်အတွင်းမှာရှိတဲ့ကျောင်းတွေကိုယူရပါတယ်တကယ်လို့မြို့နယ်အတွင်းမှာကျောင်းတွေကနေရာပြည့်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့တခြားမြို့နဲ့ပြန်ပြီးတခြားပေါ့ကျောင်းတွေပေါ့ဒီမြို့နယ်အတွင်းမှာ area အတွင်းကိုအိမ်နဲ့ area အတွင်းမှာမဝင်တဲ့ကျောင်းတွေကိုပြန်ပြီးတော့ရောက်တယ်ခင်ဗျအဲ့တော့သူတို့ကဘယ်ကျောင်းမှာသူရွေးပါဆိုတော့သူတို့ကအနည်းဆက်ဆုံးအိမ်နဲ့အနည်းဆက်ဆုံးကျောင်းပေါ့ရွေးရတယ်အရင်ဆုံးကျောင်းကသူတို့ရှိရပါတောင်းလဲဆိုတော့နောက်ထပ်တစ်ခုပေါ့တောင်းလာကိုနေတဲ့အိမ်ရဲ့ဒီမှာအမှန်ကန်နေထိုင်ကြောင်းပေါ့နေတဲ့အိမ်ရဲ့အထောက်ခံချက်ပေါ့။ဘာလဲထောက်ခံချက်ဆိုတော့အဲ့အိမ်မှာအခုဆောင်ထားတဲ့ပေပေါ့။တယ်လီဖုန်းဖေးစီပင်နှုတ်အခွန်လေးပေါ့အစိုးရကိုဆောင်ထားတဲ့ပေနှစ်ခုပြပေးရတယ်ခင်ဗျ။အဲ့အိမ်ပေါ့ဟိုနေတဲ့အိမ်ပေါ့မိမိနေထိုင်ကြောင်းထောက်ခံချက်အနေနဲ့အဲ့မှာရှိတဲ့စာလေးကနေလာတယ်ကျွန်တော်တို့စာရွက်တွေပြပေးရတယ်ခင်ဗျ။ Parrot Center အဲ့ဒါမှသူတို့ကအကြောင်းစတက်ဖို့ running လုပ်ပြီးတာမှာမြန်တော့မြန်ပါတယ်ကလေးတွေကတော့အခုဆိုကျွန်တော်တို့ကလေးတွေရောက်ကျောင်းတက်နေပါပြီကျောင်းတက်နေတယ်ဆိုပေမဲ့fit တယ်တော့မကြသေးပါဘူးဘာဖြစ်လို့မကြလာလဲဆိုတော့ကျွန်တော်တို့သူတို့နိုင်ငံရဲ့ကျောင်းရဲ့တဝက်တစ်ပြက်မှာရောက်လာဆိုတော့တချို့ကျောင်းတွေကလူပြည့်နေတဲ့အတွက်နှစ်ယောက်သလုံးတစ်ချောင်းနဲ့မရဘူးတယောက်ကအိမ်နဲ့တော်တော်ဝေးတယ်တယောက်ကအိမ်နဲ့18မိနစ်လောက်လမ်းလျှောက်ကြတယ်နှစ်ယောက်ကတစ်ယောက်တစ်ချောင်းဖြစ်တယ်အဲ့လိုတော့ဖြစ်ပါတယ်ကလေးတွေကျောင်းပို့တဲ့အခါကလေးတွေကျောင်းကမနက်8နာရီတော့ကျောင်းကတစ်ယောက်တစ်ချောင်းဖြစ်တဲ့အတွက်ဟိုဘက်ပေါ့ဒီနာ18မိနစ်ရှိတဲ့ကျောင်းကိုလမ်းလျှောက်လဲပြီးရောတစ်ယောက်ကိုကျောင်းမော်နီပလန်မှာထည့်ပေးပြီးတော့နောက်တစ်ယောက်ကိုကျောင်း passport တင်ပေးရတယ် passport တင်ပြီးမှပြန်လာရတယ်ပေါ့ကျောင်းကbreakfast ကျွေးတယ်လမ်းစာကျွေးတယ်ဘာမှအရာထည့်ပေးကြရမလို့အခုစားရအဆင်ပြေတယ်ဒီနေ့တော့ဒီလောက်ပါပဲဒါဒီနေ့ကျောင်းကိစ္စလေးတွေတင်ဆက်သွားတာပါနောက်နေ့ကလေးတွေကာကွယ်ဆေးတွေထိုးတဲ့ပုံလေးတွေကိုထပ်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်